ရှိကနာဝပုံဆောင်တစ်တီရောက်ဆောက်ဆုံးပြနေသောကျွေလွယ်ပွင့်လွယ်ပန်းလို့ပမာလောဝအေးတွေတိတ်မောင်ပြူထားကောင်းစုခံချမချောင်းခေါ်တိမ်ဖက်ပြေမလို့နိုင်ပြုသည်များကံပဲချမ်းသာမနီလွန်စင်တန်းခွဲကြောင့်နေသူငါအဆွဲရိမထားကြောင့်နေအတော်လေးတွေပဲတရားဒီတနာများနှလုံးသွင်းနိုင်ရင်တန်တရားဆင်းရဲလမ်းကောင်းရင်တွေ့ရမည်သာဒီခါတရားတိုင်းရှင်ချီရောက်လို့မလဲမသိနိုင်အသိနဲ့တရီကိုရှင်အမောင်းလောက်ဝေခွဲတကြောင်ဒီမေတခါတလေမောင်ရဲ့မူကြောင့်မေခဏလေးချီပါရုံးဝင်းထုံတွေကေတနာကိုဝေကြည့်ဆွေမကြည့်စီခြင်းအလူတော်နာတွေခဏတာလေးပါဗျာ